Honda Free Hybrid ကားလေးပါကီလိုမီတာ3,4,662ကီလိုမီတာဖြစ်ပါတယ်ဒီနေ့မှာတော့ကီလိုပြည့်ပြည့်နီးနဲ့ပတ်သက်ပြီးမျှဝေပေးမှာဖြစ်ပါတယ်ကီလိုမပြင်းခင်ဆက်နှုတ်ပြီးဒိုင်ခွက်မှာအဲရာရှိမရှိအရင်စစ်ဆေးပေးရပါတယ်ကားမတက်ထားတဲ့ဒိုင်ခွက်ကိုဖြုတ်လိုက်တယ်ဒိုင်ခွက်နောက်မှာနက်နက်မဆွဲပဲထိုးပင်နဲ့ဆွဲထားတာပါကာမမဖြုတ်တတ်ရင်ဒီထိုးပင်ကောင်းလေးတွေကကျုပ်တတ်ပါတယ်ကျွန်တော်တို့ဖြုတ်ပြီးပြီရင်တော့အရင်ဆုံးကျွန်တော်တို့ဒိုင်ခွက်ရဲ့နောက်ကျောမှာ E-Biron IC လေးရှားတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ IC ကတော့ 93C 24C အများစုကတော့ 93C တွေများတယ် 24C ကတော့နည်းတယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့E-Biron IC လေးတွေအရင်ဆုံးဥစွာရှာဖို့လိုအပ်တယ်ဒီမှာဆိုလဲဒါမိတ်ဆွေတို့မြင်ရတဲ့အတိုင်းပဲ6ချောင်းပါတဲ့ဒီ E-Biron IC တွေက4ခုနီးပါးလောက်ပါတယ်ဒီထက်ကနေပြီးတော့မှကျွန်တော်တို့ဒီ 93C IC ကိုလိုက်ရှာရမယ်အများစုကတော့ကျွန်တော်တို့ digital ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒိုင်ခွက်နဲ့ digital ခွက်နဲ့ပေါ့နော်ကီလိုမီတာပြတဲ့ခွက်နဲ့အနည်းဆုံးပေါ့နော်အနည်းဆုံးနေရာမှာရှိနေတတ်ပါတယ်ဒိုင်ခွက်အသစ်ဆိုရင် IC ရဲ့ပုံမှာကျွန်တော်တို့ plastic အကြည်အပြာရောင်အနုလေးတွေပါပါတယ်အဲ့ဒီအခါမျိုးမှာဆိုလို့ရှိရင်အဲ့ဒီ plastic ဖုံးထားတဲ့အသားတွေကိုတင်တာစီးနာချက်တန်လေးနဲ့အနှဲငယ်ရှင်းပြဖို့လိုအပ်ပါတယ်တန်ရှင်းသွားတဲ့အခါ rewrite လုပ်ရတာပို့ပြီးတော့မှအဆင်ပြေပါတယ်ကျွန်တော်တို့ 93C 76က Honda Fit နဲ့လည်းတူပါတယ်ဒါပေမဲ့ Honda Fit တွေမှာတော့ပင်အောင်မသိဘူးဆိုလို့ရှိရင်ရှေ့ရလက်တံတွေပါဖြုတ်ပြီးတော့မှကျွန်တော်တို့ rewrite လုပ်ရတာရှိတာပေါ့နော်ပင်အောင်သိတယ်ဆိုရင်တော့တိုင်ခွက်နောက်ကျောကနေပြီးတော့မှ rewrite လုပ်လို့ရတယ်ကျွန်တော် Honda Fit နဲ့ပတ်သက်ပြီးတော့မှရှေ့ရဗီဒီယိုတွေမှာလည်းပင်အောင် diagram လေးတွေပြထားရှိပါတယ်အဲ့ဒီမှာသွားပြီးတော့မှလေ့လာလို့ရပါတယ်Honda Fit ကပင်အောင်မသိရင်တိုင်ခွက်လက်တံတွေပါဖြုတ်ရတယ် Honda Free ကတော့ပိုလွယ်ပါတယ်ကျွန်တော်အမြဲသုံးနေကြ iPro နဲ့ IC ညှက်ကြိုးရဲ့ USB cable ရဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့လက်တော့နဲ့ join ပြီးတော့မှစပြီးတော့မှအသုံးပြုလို့ရပါပြီပထမဦးဆုံး iPro တွေကိုဝင်မယ်ကျွန်တော်တို့ကရွေးချယ်ထားတဲ့ IC က 93C 76ဖြစ်တဲ့အတွက်ကြောင့်မလို့ 93C 76နဲ့ပထမဦးစွာ read ပေးမယ် read ပြီးထွက်လာတဲ့ဖိုင်ကိုကျွန်တော်တို့ကဦးစွာသိမ်းပြဖို့လိုအပ်ပါတယ်တခါတလေရောက်လို့ရှိရင် rewriter အဆင်မပြေဘူးဆိုလို့ရှိရင်ဖိုင်ထဲမှာကဏ္ဍမပေါ်ပါဘူးဒီခါရောက်0တွေဖြစ်နေတာတို့ FD ပဲဖြစ်နေတာတို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ rewriter တခုခုမှားနေပါပြီဒီမှာတော့နော်ကဏ္ဍတွေအပြည့်ပေါ်တယ်ကျွန်တော်တို့ပြီးရင်ဘာလုပ်ပေးရမအောင်ဆိုရင် view ထဲမှာ calculation လုပ်ပြီးတော့မှဒီ Honda ထဲမှာပြန်ပြီးတော့မှရွေးရမယ်ရွေးချယ်တဲ့အခါမှာလည်းကျွန်တော်တို့ကversion 1 version 2ပေါ့နော်ကျွန်တော်တို့ရဲ့သတ်မှတ်ကီလို original အမှန်ဖြစ်မှသာလျှင်ကျွန်တော်တို့ရွေးပေးရမှာဖြစ်ပါတယ်အဲ့ဒီကီလိုပြင်လို့ရမှာဖြစ်ပါတယ်တကယ်လို့သတ်မှတ်ကီလိုအမှန်မဟုတ်ရင်သွားပြင် error ရှိပါတယ်ဒီနေရာမှာဆိုရင် 3,4,662 ကီလိုမီတာဒီကီလိုမီတာရတော့ဒီကားရဲ့အမှန်ဖြစ်ပါတယ်ဒီကားကီလိုမီတာကိုကျွန်တော်တို့ကအရင်ဆုံးမပြင်ခင်မှာဖိုင်လေးကိုကျွန်တော်တို့ကတင်လိုက်မယ်Honda Free 93C 76ကီလိုမီတာက 3,4,662 ကီလိုမီတာဆိုပြီးတော့မှကျွန်တော်တို့ကကျွန်တော်ဆိုလို့ရှိရင်တော့ဒါ Honda အုပ်စုဆိုရင် Honda အုပ်စုနဲ့တည်တံ့သိမ်းတာပေါ့နော်ဒီလိုမျိုးလေးသိမ်းပေးခဲ့ဖို့လိုအပ်တယ်ဒီလိုသိမ်းထားခြင်းအားဖြင့်ကို rewrite လုပ်လိုက်တဲ့ကားကပေါ့နော်အဲ့ဒါတခုခုတက်ခဲ့မယ်ဆိုလို့ရှိရင် original ဖိုင်နဲ့ပြန်ပြီးတော့မှဖြည့်ရှင်းလို့ရတယ်တကယ်လို့ကိုကမသိမ်းထားခဲ့ဘူးဆိုလို့ရှိရင်ကိုသုံးလိုက်တဲ့ဖိုင်က error တက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးအဲ့ဒီခါမျိုးမှာဆိုလို့ရှိရင်စီဂိတ်တွေမှားတာတို့နော် RPM ကီလိုမီတာလက်တံတွေထိုးတက်တာတို့ heat gate တွေတက်လာတာတို့ဒီလက္ခဏာများဖြစ်တတ်ပါတယ်ဒီမှာတော့ကျွန်တော်ကတော့ဒါ 4,662 ပေါ့နော်ပြင်လိုက်တဲ့အခါမှာအနီရောင်လေးတွေပြသွားတယ်အဲ့ဒါကိုကျွန်တော်ကပြန်ပြီးတော့မှ right ယူလိုက်မယ် right ယူလိုက်ပြီးပြီဆိုလို့ရှိရင်လည်းသူ့ကိုကျွန်တော်တို့ကတေချာမှုရှိအောင်
လုပ်ပေးရမယ်အနည်းငယ်တော့ကျွန်တော်တို့စောင့်အောင်မယ် 100% အပြည့်ဖြစ်ပြီဆိုတာနဲ့သူ့ကို verify ပြန်လုပ်ပေးလိုက်မယ် verify ပြန်လုပ်ပေးပြီးတော့မှကျွန်တော်တို့ကသူ့ရဲ့ calculation ထဲမှာပဲဘာရှင်းဝမ်းနဲ့ပေါ့နော်ကျွန်တော်တို့သတ်မှတ်ထားတဲ့ပြောင်းထားတဲ့ကီလိုမီတာအမှန်ဖြစ်လားပေါ့နော်ဒါမျိုးလေးစစ်ဆေးပေးဖို့လိုအပ်တယ်ဒီနေရာမှာလဲကျွန်တော်စစ်လိုက်တဲ့အခါမျိုးမှာလဲ44,662ကီလိုမီတာအမှန်ထွက်တယ်ဒါဆိုရင်ကျွန်တော်တို့ကအဆင်ပြေသွားပါပြီကျွန်တော်တို့ပြင်ထားတဲ့ဖိုင်ကိုကျွန်တော်တို့တိုင်ခွက်ထဲမှာမောင်းသွင်းလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့တိုင်ခွက်ကိုကျွန်တော်တို့ဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့မှနောက်ကကာဘာတွေကိုသူ့အနေနဲ့သူပြန်တက်ပေးလိုက်မယ်ဆိုရင်အဆင်ပြေသွားပါပြီအဲ့ဒီခါမျိုးမှာလဲကျွန်တော်တို့တိုင်ခွက်ဖြုတ်ပြီးတဲ့အခါမျိုးမှာတတိထားစရာအချက်လေးတစ်ခုရှိတယ်တိုင်ခွက်ဖြုတ်ပြီးတဲ့အခါမှာကားဆက်နှိုးမိတာတို့ဘာလို့ဆိုရင်ကျွန်တော်တို့တိုင်ခွက်ပြန်တက်တဲ့အခါမျိုးမှာသူက8မီလီလင်းနေတတ်တယ်ပေါ့နော်အဲ့နေရာမျိုးမှာလဲကျွန်တော်တို့ကဒါလေးသတိထားဖို့လိုတယ်ကွန်ပျူတာပေါင်းနဲ့ချက်လိုက်ကိုဖျောက်လိုက်လို့ရတယ်ပြီးလို့ရှိရင်ဖျောက်ပြီးပြီဆိုတာနဲ့ဆက်ပြန်နိုးကြည့်ပြန်တက်ကြည့်ဒါဆိုရင်အဆင်ပြေတော့ပါပြီခင်ဗျာကျွန်တော်ဆိုမျိုးပါခင်ဗျာခန္တီပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို online ကနေပြီးတော့မှမျှဝေပေးနေသူတယောက်လေးဖြစ်ပါတယ်